အမျိုးသမီးတစ်ယောက်ကမ်းခြေမှာအဝတ်လဲနေတော့အမျိုးသားတစ်ယောက်ကသူမရဲ့တစ်ဖက်နဲ့ဘီကီနီအပေါ်အင်ဂျီကိုခိုးယူသွားတဲ့အခါသူမပထမတော့ထိတ်လန့်သွားပေမဲ့ချက်ချင်းပဲထက်မြက်တဲ့အကြံတစ်ခုရသွားပါတယ်အကူအညီလမ်းခေါ်မဲ့အစားသူမဟာရေပုံးတစ်ပုံးနဲ့ကော်ပြားလေးတစ်ခုကိုယူလိုက်တယ်သူမကိုယ်ပေါ်ကိုရေတွေလောင်းချပြီးဆူဆွတ်နေတဲ့တဲတွေနဲ့သူမရဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်လိုက်တဲ့အခါတောက်ပတဲ့တဲရည်ကူဝတ်စုံလေးဖြစ်သွားတာပေါ်သူမယုံကြည်မှုအပြည့်နဲ့အပြင်ထွက်လာတဲ့အခါအဲ့ဒီလူဟာကမ်းခြေကဘာမှထိုင်နေတာကိုတွေ့လိုက်ရတယ်သူမဟာသူ့ကိုတွားရောက်ရင်ဆိုင်ဖို့ရှောက်သွားပြီးပခုံးကိုပုတ်လိုက်တဲ့အခါအဲ့ဒီလူကမျက်မမြင်လက်ကင်တုပ်ကိုကင်ပြီးလှည့်ကြည့်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးဟာအရန်တုန်လှုပ်သွားပြီးသူ့ကိုတန်တရားဝင်မိတဲ့အတွက်ချက်ချင်းပဲအပြစ်မကင်းတယ်လို့ခံစားလိုက်ရတာပေါ့အဲ့ဒီနောက်အဲ့ဒီလူကသူ့ရဲ့လက်ကင်တုပ်ကိုမတော်တဆလွှတ်ချလိုက်ပါတယ်သူမကကျင်နာစွာနဲ့ကူကောက်ပေးဖို့ငုံလိုက်တဲ့အချိန်မှာတော့အဲ့ဒီလူကနေကမျက်မှန်ကြားကနေခိုးကြည့်ပြီးဖုန်းနဲ့တပ်ပုံရိုက်ဖို့လုပ်နေတာကိုမိသွားပါတော့တယ်သူဟာတစ်ချိန်လုံးဟန်ဆောင်နေခဲ့တာပါသူမဟာအရန်ဒေါသထွက်သွားပြီးသူ့ဂိမ်းကိုပြန်ကစားဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ဖြော်ရည်ခွက်ထဲကထီးလေးကိုယူပြီးသူ့မျက်လုံးသားကိုတေးပြီးစမ်းသက်ကြည့်တဲ့အခါသူဟာမျက်တောင်တစ်ချက်တောင်မခတ်ပဲဆက်ပြီးဟန်ဆောင်နေတော့ပါပဲဒါဟာသူမအတွက်လုံလောက်တဲ့သက်သေပါပဲအနီးနားမှာချိတ်ထားတဲ့ရင်ကောင်ဖမ်းတဲ့ကော်ပြားကိုမြင်တော့သူမယုံစရာကောင်းတဲ့အကြံတစ်ခုရသွားပါတယ်ရင်ကောင်တွေကတ်နေတဲ့အဲ့ဒီကော်ပြားကိုသူ့ရဲ့ကော်တေးခွက်ထဲခိုးထည့်လိုက်တာပေါ့အဲ့ဒီလူကဘာမှမသိပဲအပါတရတငုံတောက်လိုက်တဲ့အခါပါစက်ထဲရင်ကောင်တွေပါသွားပြီးချက်ချင်းပြန်ထွေးထုတ်လိုက်ရပါတော့တယ်သူဟာဘာဖြစ်သွားမှန်းမသိပဲကြောင်တောင်တောင်နဲ့ရွှင်ရှာနေမိတာပေါ့နောက်ဆုံးကွက်အနေနဲ့သူမဟာရေတစ်ခွက်ကိုယူသူ့ကိုကြောပေးပြီးသူမကိုပေါ်ကိုလောင်းချလိုက်ပါတယ်တဲရီကူးဝတ်စုံဟာချက်ချင်းပဲပျော်ကျသွားတာပေါ့ရေလောင်းချတဲ့အတန်ကြောင့်အဲ့ဒီလူဟာအလိုလိုနေရင်လှည့်ကြည့်မိသွားပြီးအံ့ဩလုံးလို့နေကမျက်မှန်ပါပြုတ်ကျသွားပါတယ်သူ့ရဲ့ကောင်းမွန်တဲ့မျက်လုံးတွေနဲ့သူမကိုစိုက်ကြည့်နေမိတာပေါ့သူအမိဖမ်းခံလိုက်ရပါပြီးနောက်ဆုံးမှာတော့သူမဟာတဲတွေကိုကော်ပြားနဲ့ခတ်ယူပြီးသူ့မျက်နှာတက်ကိုပြစ်ပေါက်လိုက်တဲ့အတွက်သူဟာမြေကြီးပေါ်မှာဒူးထောက်ပြီးအော်ဟစ်နေရပါတော့တယ်အဲ့ဒီနောက်မှာတော့သူမဟာသူ့စီကနေသူမရဲ့ဘီကီနီအင်ဂျီကိုအေးအေးဆေးဆေးပဲပြန်ယူသွားပါတော့တယ်